မြန်မာသင်းနီးပြတစ်ကိုခက်ခဲစီအောင်မဲ့ဟွန်တိုင်းဖလားဘောလုံးပြိုင်ပွဲတရပီးတရက်နဲ့အာဆီယံဒေသတွင်ဘောလုံးပြိုင်ပွဲတွေမှာအပြင်းထန်ဆုံးနဲ့အဆင့်မြင့်ဆုံးဘောလုံးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့2026အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကတော့တစားနဲ့တစားအတော်ကြီးကိုနီးကပ်လာခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်လဲ2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဖလားဘောလုံးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကြမယ်။အာဆီယံဒေသတွင်အသင်းတွေကလည်းသူတို့ရဲ့အကောင်းဆုံးစုဖွဲ့မှုတွေနဲ့ပြင်ဆင်မှုတွေကိုလှုပ်ဆောင်နေလျက်ရှိကြပြီးတော့တချို့အသင်းတွေကလည်းအာရှထိပ်တိုင်းနိုင်ငံတွေစီမှာရက်တိုအနီးကပ်လေ့ကျင့်မှုတွေပြုလုပ်နေလျက်ရှိသလိုတချို့တွေကလည်းပြည်တွင်းမှာပဲလေ့ကျင့်မှုတွေကိုပြုလုပ်နေလျက်ရှိကြပါတယ်။မြန်မာအသင်းကတော့2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဖလားပြိုင်ပွဲရှင်ပြိုင်ကစားဖို့အတွက်ပြီးခဲ့တဲ့ဇွန်လလောက်ထဲကနီးပြချုပ်ဦးမျိုးလိုင်ဝင်းနဲ့အတူလေ့ကျင့်မှုတွေဆောင်ရွက်ခဲ့ပေမဲ့အခုလိုပြိုင်ပွဲနီးကပ်တဲ့ချိန်မှာနီးပြချုပ်ဦးမျိုးလိုင်ဝင်းရဲ့နေရာမှာနော်ဝေးလူမျိုးဂျာမနီနိုင်ငံသားနီးပြဂျွန်အန်ဒါဆန်ကိုရုတ်တရက်အစားထိုးပြီးကင်တွယ်စေခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကဖော်ပြထားတဲ့မှတ်တမ်းတွေရတော့မြန်မာအသင်းရဲ့နီးပြချုပ်ဖြစ်လာခဲ့တဲ့ဂျွန်အန်ဒါဆန်ဟာဂျာမနီဘောလုံးလောကမှာနာမည်ကောင်းရရှိခဲ့မှုတဲ့ကစားသမားဟောင်းတဦးဖြစ်တဲ့အပြင်ဂျာမန်ကလပ်အသင်းတွေကိုလည်းကင်တွယ်ခဲ့မှုတဲ့အပြင်အာရှတိုက်ကလေရွေးစင်အသင်းတချို့နဲ့တရုတ်စူပါလီကလပ်အသင်းတွေကိုလည်းကင်တွယ်ခဲ့မှုပေမဲ့မြန်မာအသင်းကိုအာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဖလားဘောလုံးပြိုင်ပွဲမှာအောက်စုစင်းကနေတလန်းနိုင်အောင်ဆွမ်းဆောင်ဖို့ကတော့သူ့အနေနဲ့တော်တော်ခက်ခဲမဲ့ကိစ္စလို့ပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာအသင်းဟာဦးမျိုးလိုင်ဝင်းကင်တွယ်နေတဲ့နီစနစ်ပိုင်းနဲ့ကစားကွက်ပိုင်းတွေမှာအသားကျပြီးသားဖြစ်တယ်လို့နှစ်ပတ်တာကာလအတွင်းမှာအာဆီယံချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲကိုရှင်ပြိုင်ကစားတော်ရမှာဖြစ်တာကြောင့်အာဆီယံဘောလုံးလောကနဲ့စိမ့်နဲ့ဂျွန်အန်ဒါဆန်အတွက်ကတော့ဒီပြိုင်ပွဲဟာသူ့အတွက်ခက်ခဲတဲ့ပြိုင်ပွဲတစ်ပွဲဖြစ်လာစေမှာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဂျွန်အန်ဒါဆန်ဟာမြန်မာအသင်းကိုအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက်လေ့ကျင့်မှုတွေစတင်ပြုလုပ်နေပြီဖြစ်ပေမဲ့သူ့အနေနဲ့ဒီစနစ်ပိုင်းမှာဘယ်လောက်ထိကျွယ်ဝလဲဆိုတာကတော့ဘီယန်နာအသင်းနဲ့ရှင်ပြိုင်ကစားမဲ့ခြေစံပွဲစဉ်မှာပြသသွားရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ဂျွန်အန်ဒါဆန်ကင်တွယ်မဲ့မြန်မာအသင်းကိုအခုလာမဲ့2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဖလားပြိုင်ပွဲမှာရလဒ်ကောင်းတွေရရှိဖို့မြန်မာဘောလုံးချစ်ပရိသတ်တွေမျှော်လင့်နေမဲ့စာစတင်ဘာလာတွင်းမှာကျင်းပသွားမယ်ဖီဗာအာဆီယံကပ်ပြိုင်ပွဲမှာသာရလဒ်ကောင်းတွေရရှိဖို့ပုံမမျှော်လင့်တာကကောင်းမွန်တဲ့အခြေအနေတစ်ခုကိုပိုင်ဆိုင်နိုင်စေမှာလည်းဖြစ်ပါတယ်။